ရိုက်ပြသလောက်လေးပဲကျွန်တော်တို့ကမြင်ရတာတကယ်တမ်းကအဖွဲတွေအများကြီးကနေရာပေါင်းစုံကိုအချိန်တပြိုင်တည်းပေါ့နော်ဝင်စည်းခဲ့တာဖြစ်တယ်ဝင်စည်းတဲ့အချိန်မှာပေါ့နော်အဲ့မှာအရက်ဝက်နဲ့တယောက်ဝင်ချင်းလမ်းမှာလေးမှာအရက်ဝက်နဲ့တယောက်ရှိတာအဲ့မှာပြေးထွက်လာပေါ့နော်ပြေးထွက်လာတဲ့အချိန်မှာတကယ်တမ်းစစ်ကောင်စီနဲ့မတူတဲ့ဟာကိုပြောပြတာပါအဲ့လိုပြေးထွက်လာတဲ့သူကိုပေါ့နော်ဘာပြောလဲဆိုတော့ထွက်လမ်းပေါ်ထွက်ဆိုပြီးတော့အဲ့လိုမျိုးလှမ်းပြောတယ်ပေါ့နော်ပြီးရင်အနောက်ကလူတွေကဒီသူ့ကိုပြစ်မှာဆိုလို့လေလှမ်းပြောတယ်မပြစ်နဲ့တော့လှမ်းပြောသေးတယ်သူမှားသေးတယ်ပေါ့နော်ပြီးရတယ်အဲ့လိုထွက်သွားတယ်ပေါ့နော်စစ်ကောင်စီဆိုအဲ့လိုမရဘူးသူတို့ရဲ့ပရဝုံထဲမှာတွေ့တာဖြစ်တဲ့အတွက်ပေါ့နော်စစ်ကောင်စီဆိုရင်အဲ့လိုပါအပြောက်ရှင်းလင်းမှာပေါ့နော်စစ်ကောင်စီကတော်တော်လေးမှရိုင်းတာပေါ့နော်အဓိကတော့စစ်ကောင်စီရဲ့အလုပ်ကိစ္စတွေမှာပေါ့နော်လက်နက်ကင်ပြီးတော့လှုပ်ဆောင်ပေးနေတဲ့ကောင်တွေအကောင့်ထဲပေါ်ပေးနေတဲ့ကောင်တွေစီကိုတန်းမတ်သွားတာစစ်တပ်စီသွားရဲစီသွားပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သွားတော့တွေ့တဲ့သူတွေဆိုရင်ဘာမှမလုပ်ဘူးအဲ့ဟာအပြင်မှာနောက်ထပ်ရှိသေးရပေါ့နော်အဲ့မပြရင်တန်ဆူချိုးတားထားတယ်ပေါ့နော်တိုင်နဲ့တန်ဆူချိုးတားထားအဲ့တိုင်ပြေးခုံပြီးတော့တက်နေတက်ဖွဲ့တွေမလွယ်ဘူးစိတ်မရှိတော့အားလုံးပဲမင်္ဂလာပါမြန်မာ resistant new မှာကြိုဆိုပါရစေမြန်မာ resistant new ဟာຫນွေဦးတော်လှန်ရေးသတင်းပါဝင်နောက်ဆုံးရတိုက်ပွဲသတင်းများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပေးပါရဲ့တောင်းဆိုပါရခင်ဗျာအဲ့ဒါကြီးတက်ချိုးနေတယ်ဗောနော်ပြီးမှကြော်ပြီးတော့ဝင်သွားတဲ့ဟာလည်းတွေ့ရတယ်ဗောနော်တကယ်မိရကိုရိုက်ထားတာပြီးတာနဲ့ဒီအဆောက်အဦတွေစီတို့ကိုလူတွေဖြန့်ပြီးတော့ဝင်ကြတယ်ဗောနော်လုံးဝကြိုကြားတွေကြောင်တွေကနေမှာအကုန်ဝင်တာဗောနော်ပြီးရင်ရင်ခွဲဆောင်တွေယုံနေပါလေပြီးရင်ဝင်တဲ့အချိန်မှာလည်းသူကတယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့အဲ့လိုမျိုးထောက်ပေးဖို့လုံးဝဗောနော်စီးအသီးရှိနေဗောနော်တယောက်တက်တယ်နောက်ကထောက်ပြီးရှေ့ကပြန်ထောက်ပြီးနောက်ကတက်တယ်အဲ့လိုပုံစံမျိုးတွေနဲ့တကယ်ကိုဒီရုပ်ရှင်တစ်ခုကြည့်နေရတဲ့အတိုင်းပဲဗောနော်အဲ့ဒါလေအားရစရာကောင်းတယ်အဲ့မှာသူတို့လူတွေအရက်ဝင်းနဲ့တွေ့တယ်နောက်ထပ်တစ်ခါထပ်တွေ့တယ်အဲ့မှာထပ်တွေ့တော့ရှောင်းလာခိုင်းတယ်သူ့ကိုလာဆိုပြီးတော့အခန်းတစ်ခုထဲမှာထည့်အဲ့ထဲမှာ3ယောက်ဗောနော်မျိုးသမီး1ယောက်လည်းပါလာတွေ့ရတယ်ရှေ့ဆုံးကပြီးရင်ဗာပြောလဲဆိုတော့အေးစိနေနော်ဘာမှမဖြစ်ဘူးနော်ဘာမှမလုပ်ဘူးနော်တကယ်လည်းဘာမှမလုပ်ဘူးသူတို့အဲ့တိုင်းလေးပဲထားတာလှုပ်ဆောင်နေတာကစစ်ကောင်စီလုံမဲ့အတူရောက်ရွေးကောက်ပွဲကိုပဲတားတာပြောချင်တာအဲ့လိုရီမန်းချက်တစ်ခုတည်းကိုပဲသွားတာဗောနော်အဲ့မှာလုံးဝသူတို့အနေနဲ့ဗောနော်အနေပေးခံရမှာဆိုလို့ကြောက်လန့်တကြားဖြစ်နေတဲ့ပုံစံမျိုးတွေ့ရတယ်ဒါပေမဲ့တပ်ဖွဲ့တွေကလုံးဝအနေမပေးခဲ့ဘူးဗောနော်ဒါတေချာအောင်လို့အခုဗီဒီယိုမှတ်တမ်းနဲ့သူတို့ပြတာဗောနော်တပ်ဖွဲ့တွေကပြတယ်စစ်ကောင်စီဘက်ကညင်းနေအောင်မှာအဲ့ပြည်သူတွေကိုတတ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်လုံနေအောင်မှာအခုကလုံးဝမှတ်တမ်းထဲမှာပါတယ်ဒီကောင်တွေညင်းမရဘူးအဲ့တော့အဆောက်အဦတွေလည်းအများကြီးပဲနှစ်ထပ်အဆောက်အဦတွေရောနောက်တော့တကယ်ကျုံးရမယ့်နေရာကိုသူတို့စပြီးတော့ရောက်သွားတယ်ဗောနော်စပါပြီဆိုနေကစူးညံနေအောင်ကိုစော်တာဗောနော်လက်နက်ကြီးလက်နက်ငယ်အကုန်စူးညံနေအောင်ကိုစော်တာစသွားကနေက RPG ထမ်းသွားတဲ့အဖွဲ့တွေလည်းတွေ့ရတယ်ဗောနော်အဲ့မှာတကယ်ကိုအပြင်းထန်အပီးပြင်းကိုပြစ်တော့နေရာယူတော့တာပဲဗောနော်အချင်းချင်းထောက်ပွေးရမိုက်တယ်တကယ်ရှေ့ရနေပြီးတော့ဥဆောင်ပြီးတော့သွားတဲ့အဖွဲ့တွေလည်းတွေ့ရတယ်အချင်းချင်းကြားထဲမှာဗောနော်နားလည်မှုရှိနေဗောနော်လူမမားအောင်ပုံစံမျိုးတွေအကုန်လုံးဖြန့်ပြီးဝင်ကြတာဖြစ်တဲ့အတွက်ဗောနော်လူမားမှာလည်းဆိုးရတယ်အဲကြောင့်မလို့ uniform အရန်ရေးကြည့်ရလို့ပြောချင်တာပါပြီးရင်အုတ်ထုတ်တွေမှာအမှတ်သားပုံစံမျိုးတွေလှုပ်ထားတယ်ရန်သူမိမိကွဲနေဖို့ပေါ့နော်အဓိကတော့ချို့အသုံးဆောင်ပစ္စည်းတွေဆိုတာကစစ်ကောင်စီစီကနေတင်းစီရမိတဲ့ပစ္စည်းတွေကိုသုံးတာအဲ့တော့တနက်ဆိုလဲတူနေတာအဲ့တော့တနက်ဆိုလဲတူနေတာအကြီးကာဆိုရင်လဲတူရင်တူနေမှာပေါ့နော်ပြီးရင်အုတ်ထုတ်ဆိုလဲတူနေတာမျိုးတွေရှိတယ်ကိုဘကိုမွေနိုင်သေးတဲ့အချိန်မှာပေါ့နော်စစ်ကောင်စီစီကတင်းစီရမိတွေကိုသုံးတဲ့ခါကျတော့ရန်သူနဲ့မိမိမှားမှာဆိုလို့အဲ့လိုမျိုးအမှတ်သားလေးလောက်ထားအဲ့ဒါလည်းသိကောင်းပါတယ်အဲ့လိုပုံစံမျိုးနဲ့ပြင်းတာပေါ့နော်အနောက်ပိုင်းကပြစ်ကူပေးတဲ့အဖွဲ့တွေလက်နက်ကြီးပြစ်ကူပေးတဲ့အဖွဲ့တွေကလည်းပြစ်ကူပေးတယ်ပေါ့နော်အပြင်ကလည်းပတ်ပြီးတော့ဝိုင်းထားတာအဲ့ရုံးတွေကိုအဲ့လိုပုံစံမျိုးနဲ့ဝိုင်းထားပြီးတော့အပြင်ထွက်လာရင်လည်းကျုံးမှာအထဲထဲမှာလည်းကျုံးနေတယ်ပြီးရင်အဲ့အထဲထဲကိုလည်းလက်နက်ကြီးနဲ့လှမ်းပြီးတော့စော်သေးရောက်လုံးကမပါဘူးဆိုတဲ့ဟာမျိုးကြီးစစ်ကောင်စီတကက်ပရုပ်တွေအဲ့ကောင်တွေသိလားအတိကတော့သူတို့ကဒီရွေးကောက်ပွဲလှုပ်ပြီးလှုပ်လိုက်ပြီးရလက်ကသူတို့ဟာပဲထွက်မှာလေအဲ့ဟာကိုလှုပ်ဖို့အတွက်ပဲသူကဒါဆူနေတာအဲအကြောင်းမလို့မြေပြင်မှာအတင်းကျပ်လိုက်ပြီးတော့ဖိအားပေးနေရရှိတယ်အဲ့လိုဖိအားပေးနေတဲ့ဟာတွေကိုပြည်သူတွေကလက်နက်မရှိတော့ငြိမ်ခံနေရတာအခုလိုမျိုးတပ်ဖွဲ့တွေကဦးစီးဦးဆောင်နဲ့ဝင်စော်ပလိုက်တော့အကုန်လုံးကလက်ခုပ်တီးကျေနပ်တယ်ဗောနော်အဲ့တော့စစ်ကောင်စီကအခုလိုမျိုးဝုံတိုင်းကြီးနဲ့တပ်ဖွဲ့တွေမျိုးပေါ်ထိဝင်ပြီးတော့ပြုံလိုက်ကြီးဗောနော်အုံလိုက်ရှင်းလိုက်ကြီးဝင်ကျုံးခံရလိမ့်မယ်လို့သူလည်းထင်မိမှာမဟုတ်ဘူးသူတို့ရဲ့နောက်တန်းစီးတွေကိုအဓိကပြောရင်ဒါစီးတွေသူတို့ရဲ့နောက်တန်းနေရတယ်သူတို့အတွက်ပို့ပြီးတော့လုံခြုံပါတယ်ဆိုပြီးထင်ရတဲ့နေရာတွေအဲအကြောင်းမလို့သူကရုံးတွေပါဖွင့်ထားတာဖွင့်ပြီးတော့မဲဆွဲတာတွေစီးရုံးတာတွေရွေးကောက်ပွဲပြုလုပ်ပါတယ်သူတို့ကဒီနေရာမှာစီစဉ်ကြတာအဲ့တော့အဲ့နေရာမျိုးတွေထိတက်ပြီးတော့ကျုံးလိုက်တဲ့ဟာကြတော့တော်တော်လေးကိုသူတို့ထိနာသွားမှာပေါ့နော်ပြီးတော့ဒီတော်လိုင်းရဲဘော်တွေနဲ့ပြည်သူတွေနဲ့ကြားထဲမှာတော်တော်လေးကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကိုလည်းတွေ့ရတယ်မိုက်တယ်ပေါ့နော်ဒါတော့မှပဲစစ်ကောင်စီထောက်ခံတဲ့သူတွေအဲ့ကြားထဲမှာရှိမှာသွားလာနေတဲ့ပြည်သူတွေကြားထဲမှာရှိမှာပဲအဲ့လိုမျိုးထောက်ခံတဲ့သူတွေကသတင်းပေးတာတွေပါရှိအောင်ပါဒါတော့မှစစ်ကောင်စီကလုံးဝစစ်ကူမလာနိုင်တဲ့အနေထားအဲ့ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်9နာရီကနေပြီးတော့10နာရီထိလုံးဝအေးအေးဆေးဆေးကိုဝင်ကျုံသွားတာ9နာရီကနေ10နာရီထိအဲ့3နာရီအတော်တက်မှာစစ်ကောင်စီစစ်ကူမလာနိုင်ဘူးအဲ့စစ်ကူမလာနိုင်အောင်လဲအဓိကတော်လိုင်းတပ်ဖွဲ့တွေလှုပ်ဆောင်ထားနိုင်တဲ့နီးပရိရယ်ရှိသေးတယ်ဗျ
အဲ့ကြတော့ဒါစီမံချက်ကောင်းတာလို့ပြောရမှာပေါ့နော်ဒီဌာနဆိုင်ရာရုံးတွေကိုဝင်ပြီးတော့ပြင်းနေတဲ့အချိန်မှာဒါခမရ406ခမရ409အမတ304ဒီအမြောက်တက်တွေပေါ့နော်ဒါချင်းချင်းမြန်တက်တွေနဲ့အမြောက်တက်တွေကို drone အနေနဲ့တိုက်ထားတယ်အဲ့ချိန်မှာ drone အနေနဲ့ဒါပုံကျဲတိုက်ခိုက်တာတွေလုပ်ထားတယ်ပြီးရင်ရေပြူတတားစစ်စေးရေးဂိတ်နဲ့ရက်တော်မူစစ်ကောင်စီစခန်းတွေကိုလည်းလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေလုပ်ထားတယ်အဲ့တော့ဟိုမှာသူကလည်းသူပွဲပြက်နေကြတာဒီဘက်မြို့ပေါ်မှာဖြစ်နေတဲ့ဟာတွေသူတို့မသိဘူးအော်ငါတို့စခန်းလာကျုံးခံနေရပြီငါတို့စခန်းလာပြစ်ခံနေရပြီဟာငါတို့တိုင်နေကိုလက်နက်ကြီးတွေကြားနေဟာနေရယူဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးတွေအနေထားတွေဖြစ်နေမှာပေါ့တကယ်ဒီဘက်မှာအဓိကအရာနဲ့ကျုံးနေတာရုံးတွေကိုအကုန်ကျုံးနေတာပေါ့နော်ရဲစခန်းတွေပါလေကျုံးကန်နေရပါတော့အဲ့တော့ဒါစီမံချက်ကောင်းတာလို့ပြောမှာဒါတကယ်မိုက်တယ်တကယ်အားရစရာကောင်းတယ်ပေါ့နော်စစ်ကောင်စီစစ်ကူလာနိုင်တဲ့တက်တွေအဲ့တက်တွေကစအလုပ်တွေပေးထားတာစစ်ကူလာနိုင်မဲ့လမ်းကြောင်းကစခန်းတွေအဲ့စခန်းတွေကစအလုပ်တွေပေးထားတာအဲ့ဒါကတော်တော်လေးထိရောက်သွားတယ်ပေါ့နော်အဓိကတော့ဒါစစ်ကောင်စီပြုတ်လုံနေတဲ့အတူရောင်ရွေးကောက်ပွဲကိုရတဲ့နည်းနဲ့ဆန့်ကျင်လိုက်တာဒါအောင်မြင်သွားတယ်ပေါ့နော်ဒါတပ်ဖွဲ့တွေကလည်းပြောတယ်အဓိကတော့တဲ့စကားစားလုပ်တဲ့ဒါရွေးကောက်ပွဲကိုဟန်တားကျင်တာတဲ့အောင်မြင်ပါတယ်တဲ့အောင်မြင်တာပေါ့ဒါလမ်းပေါ်ထွက်ပြီးတော့ဒါလုပ်တော့စစ်ကောင်စီကရုံးနေမရှိတော့ဘူးပေါ့နော်အဲ့တော့ဒါထွေအုပ်ရိုက်ပြနေရတာရှိတယ်ပေါ့နော်ဒါပေမဲ့အဖွဲ့အများကြီးပဲခုနပြောတဲ့အဖွဲ့တွေအများကြီးပါအဲ့ကြအကုန်လုံးကြီးသူတို့ကရုပ်ရှင်ရိုက်နေရမဟုတ်ဘူးဗျာအကုန်လုံးကြီးလိုက်ဆိုပြီးတော့အဲ့ဒီလုံနိုင်ချင်မှလုံနိုင်မှာပေါ့နော်အဲ့တော့တရုတ်စာနဲ့ပတ်သက်လို့ဒါရလက်ဘာထွက်တယ်လဲဆိုတဲ့ဟာကိုပဲကျွန်တော်တို့ကြည့်ရှုရမှာဖြစ်တယ်အခုဆိုရင်ဒါစစ်ကောင်စီအဲ့ဘက်မှာရှိတဲ့အကြီးပိုင်းဆိုတဲ့ကောင်တွေနားကားနေလောက်ပြီအမှတဲရင်နေချီလင်းချင်းပြန်တက်ရင်နေနားကားနေပြီဒီကောင်တွေဟာမျိုးပေါ်ထိကိုတက်ပြီးတော့မင်းတို့ကိုတွေ့သွားတာမင်းတို့ကိုစော်သွားတာအဲ့ဒါကိုမင်းတို့ကဘာမှမလုံနိုင်ဘူးလားအဲ့ဒါကြီးလာတော့မှာအဲ့တော့ရေးယူခံရတာတွေအစင်းစင်းလာလိမ့်မယ်အရန်ကိုရလက်ကောင်းတယ်လို့ပြောရမှာပေါ့နော်နောက်ထပ်သတင်းတစ်ခုကတော့ဒါထိုင်းနဲ့ကမ္ဘောဒီးယားပေါ့နော်ဒါအရှေ့တောင်အာရှအိန္ဒိချင်းနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကစီးရေးပဏိပခတွေပေါ့နော်ဒီပဏိပခတွေကပူပြီးတော့ပြင်းထန်လာတယ်ဒါတိုက်ပွဲတွေပြစ်ခတ်မှုတွေအရှိန်ပိုပြီးမြင့်လာတယ်နှစ်ဖက်ထိခိုက်မှုတွေလည်းရှိတယ်ပေါ့နော်ဒါတွေကိုအဆုံးသတ်ဖို့အတွက်တိုက်ပွဲစတင်ရပ်တန့်မှုဆိုပြီးတော့ကမ္ဘောဒီးယားကိုထိုင်းနိုင်ငံဘက်ကပြောလိုက်ပါတယ်ထိုင်းနယ်မြေကိုကျူးကျော်တဲ့ကမ္ဘောဒီးယားနိုင်ငံအနေနဲ့အပြစ်ခတ်ရဲစဲရေးကိုဥစွာကြေညာရပါမယ်လို့ဒါနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာရာတီနာလီတာအန်ဒါမိုသူကပေါ့နော်ဒါအင်္ဂါနေ့ဘန်ကောက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့တဲ့အကြောင်း AFP သတင်းဌာနကဖော်ပြထားတယ်ပေါ့နော်ဒီကတော့ထိုင်းဘက်ကိုကျူးကျော်လာတဲ့ဒါကမ္ဘောဒီးယားအနေနဲ့ထိုင်းနယ်မြေကိုကျူးကျော်လာတာဖြစ်တဲ့အတွက်အပြစ်ခတ်ရဲစဲရေးကိုအရင်ဆုံးကြေညာရမယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါအပြင်ဒါနယ်စပ်ဒေသမှာမြေမြုပ်မိုင်းရှင်းလင်းရေးကိုလည်းကမ္ဘောဒီးယားနိုင်ငံကစိတ်ရင်းအမှန်နဲ့ပူးပေါင်းဆောင်ရွက်ပေးရမယ်လို့သူမကထပ်လောင်းပြောလိုက်တာဖြစ်တယ်ပေါ့နော်ဒါမြေမြုပ်မိုင်းပြဿနာတွေကလည်းတောက်လျှောက်တက်နေတာပေါ့နော်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ဒါတိုက်ပွဲဖြစ်ကြပြီးစစ်ပွဲဖြစ်ကြပြီးဆိုတဲ့ခါကျရင်ပြစ်ခတ်ကြတာနဲ့ဒီမြေမြုပ်မိုင်းအနေတွေကလည်းအမြဲတမ်းရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမိုင်းတွေကိုတွင်တွင်ကြဲဒီဘက်ခေတ်မှာသုံးပြလာကြတယ်အဲ့တော့ဒီမိုင်းတွေကဒါတိုက်ပွဲတွေစစ်ပွဲတွေရက်သွားပြီဆိုရင်တော့မှပဲဒီမိုင်းတွေကအမြဲတမ်းအသက်ဝင်နေတာအသက်ရှိနေတာပေါ့နော်အဲကြောင့်မလို့ဒါဒေသခံပြည်သူတွေအတွက်လည်းအရန်အန္တရာယ်ရှိတာဖြစ်တဲ့အတွက်ဒီဥစ္စာတွေကိုပြန်ပြီးတော့ဒါဖော်ထုတ်ရှင်းလင်းပေးဖို့အတွက်ဆိုတဲ့ဟာမျိုးကအမြဲတမ်းဒါတောင်းဆိုကြတဲ့အရာဖြစ်တယ်ပေါ့နော်တောင်းဆိုကြတဲ့အပြင်မှာလှုပ်ဆောင်ရတဲ့အရာလည်းဖြစ်တယ်။ဘာကြောင့်လဲဒါအာခတ်တော်အေးဒါတိမ့်မဲ့ထိန်းချုပ်လိုက်တဲ့နေမြေတွေမှာဆိုလဲအဲ့တဘောပဲစစ်ကောင်စီဘက်ကဒါသူတို့ရဲ့စခန်းတွေမကြစေရေးပတ်ပတ်လဲမိုင်းတွေထောင်းနေရာနဲ့ချီထောင်းနေချီပေါ့နော်။မိုင်းတွေလုံးဝအဲ့လိုမျိုးအပြည့်ထောင်းတာပေါ့ထောင်းထားတဲ့ဟာသူတို့လည်းထွက်ပြေးသွားရောအဲ့မိုင်းတွေကုန်ကြံခဲ့အိုင်မိုင်းတွေကသူတို့ဘယ်နားထောင်ခဲ့သလဲဆိုတဲ့ဟာတွေကိုအခုဆိုရင်အာခတ်တော်အေးတပ်ဖွဲ့တွေကလိုက်ပြီးတော့ရှင်းလင်းရေးလုပ်ရတယ်ပေါ့နော်အဲ့လိုရှင်းလင်းရေးလုပ်ရင်းနဲ့ထိခိုက်တာတွေကအဆရှိတယ်ဘာကြောင့်ရှင်းလင်းရတာလဲဒီနေရာတွေကပြည်သူပိုင်နေရာတွေတွာလာရမယ့်နေရာတွေဖြစ်လာတဲ့ခါကျရင်ပြည်သူတွေကလေးငယ်တွေတလိษံနေပေါ့နော်ဒါတွေထိခိုက်တာတွေဒါခြေထောက်တွေပြက်တာတွေဒါမျိုးတွေကဒါဘဝဆုံးစေတယ်ပေါ့နော်ဒါကြောင့်မလို့အခုလိုဒီနိုင်ငံတွေရဲ့နောက်ွယ်မှာဒီစစ်ပွဲရဲ့နောက်ွယ်မှာတရုတ်ကဘယ်လောက်ထိပါဝင်နေသလဲဆိုပြီးတော့ပြောဆိုဝေဖန်ကြတဲ့ဟာတွေသုံးသက်ကြတဲ့ဟာတွေလည်းတွေ့ရပါတယ်အဲ့တော့ဒါတွေလည်းစဉ်းစားစရာအချက်တွေဖြစ်တယ်ပေါ့နော်နောက်ပြင်ဒါနိုင်ငံရေကုန်ရေကမ်းချမယ်ဆိုရင်တဲ့ထိုင်းကစစ်ရင်အားတာလွန်တယ်ကမ္ဘောဒီးယားကထိုင်းတက်တော့နှိမ့်နေပေါ့နော်စစ်ရင်အားရမှာဟိုတလောကဒါကျွန်တော်တို့ဒါသူတို့ရဲ့ပြသထားတဲ့စစ်ရင်အားဒါနိုင်ရှိချက်မှာကြည့်မယ်ဆိုရင်ကိုပဲထိုင်းကတော်တော်လေးတာလွန်နေတာတွေ့ရတယ်ဒါပေမဲ့လည်းထိုင်းကဆုံးရှုံးစရာပုံများတယ်ဆိုပြီးတော့ပြောကြတယ်ဘာကြောင့်လဲဆိုတော့ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ဖွံ့ဖြိုးဆဲနိုင်ငံမဖွံ့ဖြိုးသေးတဲ့နိုင်ငံဒီနိုင်ငံနှစ်ခုပေါ့နော်တိုက်ပွဲဖြစ်ကြတဲ့ခါမှာဖွံ့ဖြိုးပြီးနိုင်ငံကပို့ပြီးတော့နင်နာမှုတွေပိုများလိမ့်မယ်ဆိုပြီးတော့သုံးသပ်ကြရတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါပြင်ထိုင်းကလည်းနိုင်ငံရေးထွက်ပေါက်ကစားရမှာဖြစ်တယ်လို့ပေါ့နော်ကမ္ဘောဒီးယားကလည်းအာဏာတည်မြဲဖို့အတွက်ဒူးထောက်လို့မရဘူးဆိုတာဖြစ်တဲ့အတွက်ပေါ့နော်ဒီစစ်ပွဲကဘယ်လောက်ထိသွားအောင်မလဲဘယ်အခြေအနေထိဖြစ်အောင်မလဲပြီးရင်ဘယ်လိုအခြေအနေမျိုးနဲ့ရပ်တန့်မလဲဆိုတဲ့ဟာကိုလည်းဒါအမျိုးသား၄ဦးကိုစစ်ကောင်စီကဖမ်းဆီးအမှုဖွင့်ထားတယ်အဲ့ဟာကြီးကထူးထူးခြားခြားဟိပေါ့နော်စစ်ကောင်စီလုပ်တဲ့စိတ်တက်စစ်စင်ရေးတစ်ခုလို့လည်းပြောလို့ရတယ်အဲ့အကြောင်းလေးကျွန်တော်ပြောကြမယ်အဲ့ဒါတွေကတော့ကျွန်တော်ဒေသခံရင်းမြစ်တွေစီကနေပြောသိရှိရတာဖြစ်တယ်ကြိုက်ထုံမြို့နယ်ဒါဖက်ကလေးကျေးရွာပေါ့နော်အဲ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအရှိမှာစိုက်ထူထားတဲ့ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းမဲဆွယ်ဆိုင်ဘုတ်ကိုကြီးတို့တိုင်းသားစီလုံးညီညွတ်ရေးပါတီကိုယ်စားလှယ်လောင်းမဲဆွယ်ဆိုင်ဘုတ်ဒီဆိုင်ဘုတ်နှစ်ခုကို
ဒီဇင်ဘာလ12ရက်နေ့နဲ့13ရက်နေ့တွေမှာဖြတ်စည်းခံခဲ့ရတာဖြစ်တယ်အပေါက်တွေပေါက်နေစိုင်းပုံမှာပေါ့နော်ဖြတ်စည်းတာခဲနဲ့ထုသွားလားဘာနဲ့လောက်သွားလဲတော့မသိဘူးပေါ့နော်အဲ့လိုမျိုးအပေါက်တွေပေါက်နေတဲ့ဟာတွေတွေ့ရလိမ့်မယ်ပေါ့နော်ဖြတ်စည်းခံရတယ်ပေါ့ဗျာအဲ့တော့အဲ့လာနဲ့ပတ်သက်လို့သူကနီးစက်ရပတ်ဝန်းကျင်ကနေထိုင်တဲ့သူတွေကိုစစ်ကောင်စီကခေါ်ယူမေးမြန်းပြီးတဲ့နောက်ဒါအမျိုးသား၄ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ဗာပြောလဲဆိုတော့အဲ့ဒီနားမှာနေကြတဲ့သူတွေအချို့ကခေါ်စစ်တယ်ပေါ့နော်စစ်ကောင်စီကသူတို့ကမသိဘူးပဲပြောကြတာပဲတဲ့တချို့မျက်နှာလိုမျက်နှာရလှုပ်ရှင်တဲ့သူတွေကတော့ဒါလူပုံသဏ္ဍာန်ဘလိုပပုံဆိုပြီးတော့ပြောလိုက်ကြတာပဲတဲ့ထပ်ပြီးတော့ကြားရတာတော့တဲ့၄ယောက်ဖမ်းခံရတယ်ဆိုပြီးတော့သိရတယ်တဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒေသခံတွေကပြောတာရှိတယ်အဲ့တော့ဖမ်းလိုက်တဲ့အမျိုးသား၄ဦးကိုရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကာကွယ်ရေးဥပဒေပုံမှန်24ခနဲ့ဒါအမှုဖွင့်ထားတယ်ဆိုပြီးတော့ထုတ်ပြန်တယ်ထုတ်ပြန်ချက်ထဲမှာမျိုးသား၄ဦးဟာဆိုင်ကယ်နဲ့ရောက်လာပြီးလုံနေတာလားလို့တောင်ထင်နေရတယ်ဆိုပြီးတော့ကြိုက်ထုတ်မျိုးကန်တဦးကပြောတယ်ပေါ့နော်ဒါလည်းဟုတ်နေတာပဲကျွန်တော်ခုနပြောတဲ့ဟာနဲ့ဆက်ဆက်ရင်အဲ့တိုင်းပဲပေါ့နော်စစ်ကောင်စီကသူတို့ကအဓိကတော့ဒီဖမ်းမဲ့တရားခံလို့တာဗျာလို့တော့ကြတော့အဲ့လူပုံတန်းဟုတ်ရဟုတ်မဟုတ်ဒါသူတို့မသိဘဲနဲ့ပေါ့နော်ဒါဆွဆွဲလိုက်တာတွေစစ်ဆေးတာတွေပြီးရင်အတင်းကျပ်ဝန်ခံခိုင်းတာတွေနှိပ်စက်တာတွေဒါတွေလုံးမှာလုံးပြီးတဲ့ခါကျရင်ဒါသူတို့ကမိပြီဆိုပြီးတော့အထက်ကိုလှိမ်ပြီးတော့တင်ပြပေါ့နော်ဒါလုတ်ပြဒါစစ်ကောင်စီလုံနေကြအရာပဲဟုတ်မဟုတ်အတင်းကိုဝင်ခံခိုင်းတာအဲ့ကောင်တွေကအဲ့စစ်ကြောရေးတို့ဘာလို့မှအဲ့တိုင်းပဲလောက်တာဗောနော်တော်တော်မရိုင်းဆုပ်ပဲလောက်ရတယ်ဖြစ်တယ်အဲ့ကြောင့်အဲ့လိုမျိုးပုံစံမျိုးနဲ့ဖန်ဆီးခံလိုက်ရတဲ့သူတွေကဘယ်သူတွေပါဆိုတဲ့ဟာမျိုးလဲထုတ်ပေါ်မပြဘူးဗောနော်ပြီးရင်ဒါသူတို့ပြောတဲ့ပုံစံရဆိုရင်မဲတွန်းလှဲတာတဲ့ဓာတ်နဲ့လာပြီးတော့ဒါလှိဖြတ်တာဗောနော်အဲ့လိုပုံစံမျိုးတွေနဲ့သူကပြောထားသေးတယ်တကယ်တမ်းအဲ့လိုပုံစံဟုတ်မဟုတ်ဆိုတဲ့ဟာကိုသူတို့တက်သိလည်းမပြနိုင်မပြနိုင်မဲ့နဲ့အခုအတင်းဝင်ခံပြီးတော့လှုပ်ဆောင်တဲ့ပုံစံမျိုးလိုလည်းဒါယူဆလို့ရအဲ့တော့ဒါကဆွဆွဲပြီးတော့မတရားလုပ်တာပေါ့နော်သူတို့လိုအုံနောက်မရှိတဲ့သူတွေလို့ထင်နေပုံရတယ်တခုခုဆိုရင်အထက်ကဖိအားပေးခိုင်းတာနဲ့အောက်မှာပောက်ကရလှုပ်တာပဲပေါ့နော်ပြီးတော့ဒါထုတ်ပြန်နေဆိုတာကလည်းပြောမယ်ဆိုရင်နောက်လူတွေမလုပ်ရဲအောင်သူစံပြအနေနဲ့လှုပ်ပြချင်တာနောက်လူတွေလာလုပ်မယ်ဆိုရင်တွေ့လာရှေ့ကလူတွေငါတို့ဘယ်လိုလုပ်ပလိုက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်တို့ကထိခိုက်မှာအရန်ကြောက်တယ်ပြီးရင်ဖန်ဆီးခံရတဲ့သူတွေကျွန်တော်ခုနပြောလို့ဘသူဘဝဆိုတဲ့ဟာမျိုးမထုတ်ပြန်ဘူးမဖော်ပြဘူးပေါ့နော်ဒါပေမဲ့တတ်ထားတဲ့ဒါမတရားပုံမှန်ကဒါအမြင့်ဆုံးပြစ်ဒဏ်ဆိုရင်10နှစ်ထိချလို့ရတယ်ပေါ့နော်တေးတန်းနေပါတွေပါသူတို့ကပေးပြလို့ရတယ်ဆိုပြီးပြောထားတာရှိတယ်ဗျအဲအကြောင်းမလို့ဒါပြောမယ်ဆိုရင်ငါတို့ကိုဒီလိုလာလုပ်တယ်ဆိုရင်တော့တွေ့လာငါတို့ကဒီလိုဖမ်းပြီးတော့ထောင်ချပလိုက်မှာမနှောက်ရှက်နဲ့လာပြီးတော့ငါတို့ကိုမထိနဲ့ဆိုတဲ့ပုံစံမျိုးမိုက်ကြီးခွဲတာနဲ့အတူတူပဲပေါ့နော်အဲ့ဒါတော်တော်လေးကိုမရိုင်းတဲ့ဟာဖြစ်တယ်ဒီဥပဒေနဲ့အရေးယူခံထားရတဲ့သူဒါအခုဆိုရင်ပြည်သူအယောက်100ကျော်ရှိနေပြီဆိုပြီးတော့စစ်ကောင်စီထုတ်ပြန်ဒါလည်းတမင်ထုတ်ပြန်တာပဲတွေ့လာငါတို့အရေးယူထားတာငါတို့ကိုနှောက်ယှက်လို့ငါတို့ကိုဝေဖန်လို့ငါတို့ရဲ့ရွေးကောက်ပွဲကိုပေါ့နော်ငါတို့ရဲ့အတူရောင်တွေကိုလာထိလို့ဆိုပြီးတော့ဒါပြည်သူတွေကိုဒါဒုက္ခပေးထားတာအယောက်100ရှိပြီတို့ကြက်ကြက်တတိထားဆိုတဲ့ပုံစံမျိုးလုပ်တာဒါပေမဲ့လက်နက်ကင်ထားတဲ့တော်လိုင်းတပ်ဖွဲ့နဲ့တွေ့တော့ကြတော့ပြေးရတယ်ပေါ့နော်မှုံနေသေးတယ်မြင်တော့မမြင်ရဘူးပေါ့နော်မင်းတို့ရွေးကောက်ပွဲလုံဆန်းကွာဆိုပြီးတော့ဟိုကမြို့ပေါ်ဒီတက်ကြုံပလိုက်တာဘာတမ်းမှမထွက်ဘူးပေါ့နော်အဲ့တော့ဒါကလည်းစစ်ကောင်စီကစိတ်တဲ့စစ်စင်ရေးတစ်ခုလုပ်တာဖြစ်တယ်ပေါ့နော်အဓိကတော့ဒီလိုပုံစံမျိုးရဲ့သူတို့လှုပ်ပြီးသူတို့ပြန်လှုပ်တာလည်းဖြစ်မှာအခုကဒါသူတို့ကြမ်းကိုင်ပါတီကဟာမဟုတ်ဘူးကိုကြီးစီဟာဆိုတော့သူတို့ကသူတို့လူနဲ့လှုပ်ပြီးတော့ပေါ့နော်ပြန်ဖမ်းပြီးတော့ပြန်ပြီးဟိုကဖြစ်တာလည်းဖြစ်မှာဒီကောင်တွေကမလွယ်ဘူးတကယ်လှုပ်တတ်တယ်ဒီဖြစ်စဉ်ကစစ်ကောင်စီလုံးမဲ့အတူကြောင့်ရွေးကောက်ပွဲကိုပြည်သူကမလိုလားဘူးဆိုတဲ့အကြောင်းဒါပြတာနဲ့အတူတူပဲဒီဖြစ်စဉ်ကအမှန်ဆိုရင်ပေါ့နော်အဲ့တော့ဒါထင်ရှားတယ်ဝင်ပြိုင်မဲ့ပါတီဝင်တွေပါတီတွေပေါ့နော်နိုင်ငံရေးပါတီတွေသူတို့ကိုလည်းကျွန်တော်စဉ်းစားလို့မရစစ်ကောင်စီအခုလုံးမဲ့အတူကြောင့်ရွေးကောက်ပွဲကိုဘာကြောင့်များအရန်ယုံကြည်ပြီးတော့ဝင်ပြိုင်နေရတာလဲပေါ့နော်သူတို့အတွက်နေရာလေးတစ်ခုရမလားဆိုတဲ့ဟာမျိုးနဲ့ဝင်ပြိုင်တာလဲဖြစ်ကောင်းဖြစ်မယ်ပေါ့နော်တချို့ကြတော့အကြောင်းပြကြတယ်သူတို့တွေလွတ်တော်လေးရောက်သွားတဲ့ခါကျရင်ပြည်သူတွေခံစားနေရတဲ့ဒါဒုက္ခတွေဝေဒနာတွေဒုက္ခတွေဒါတွေကိုလျော့ပါအောင်သူတို့ကတခုခုတနည်းနည်းနဲ့ဖော်ထုတ်ပြီးတော့ပေါ့နော်ဒါလှုပ်ပြပေးနိုင်မယ်ဒါလှုပ်ယူပေးနိုင်မယ်ဆိုသူတို့ကယူဆထားဖို့ရတယ်ဒါပေမဲ့စစ်ကောင်စီကအခုအဲ့လိုမဟုတ်ဘူးဆိုတဲ့ဟာကိုတဆင့်ပြီးတဆင့်တက်တည်ပြနေဟိုးရှေ့တောက်လျှောက်ကနေခုချိန်ထိပဲလုံနေတာဘယ်ဥစ္စာမှလွတ်လပ်ဘူးလေဘယ်ဥစ္စာမှမမျှတဘူးလေသူတို့လှုပ်ချင်တယ်လို့လုံနေတာလေဘာပြည်သူကမှလည်းအလေးမထားဘူးလေသူတို့နိုင်ရောက်ဖို့အတွက်ပဲလုံနေတာလေအဲ့တော့ခြားပါတီတွေလည်းစဉ်းစားကြည့်အနိုင်ကျခံနေရတဲ့ဟာတွေကြီးပဲအဲ့ဒါကမှဒီကြားတွေကဝင်ပြိုင်ပါတယ်ဆိုတော့ပါတီတို့ကလည်းတကယ်လေးစားတယ်ပေါ့နော်အဲ့ကြတော့ဘယ်လိုပဲဖြစ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအတုရောင်ရွေးကောက်ပွဲသာဖြစ်တယ်ဒီရွေးကောက်ပွဲကိုပြည်သူတွေကလုံးဝစန့်ကျင်နေပါတယ်ဆိုတဲ့အကြောင်းထပ်ပြီးတော့ပြောချင်တယ်ဒါပြည်တွင်းမှာတော့မှသူတို့အတင်းကျပ်ထိန်းချုပ်ပြီးတော့ဒါမဲပေးခိုင်းလို့မဲရရင်ရနိုင်မယ်ပေါ့နော်ဒါတော့မှပဲသူတို့လိုချင်တဲ့မဲရချင်မှကြမှာဒါပေမဲ့သူတို့ကသူတို့လိုချင်တဲ့ရလက်တော့ထွက်အောင်လုပ်လိုက်မယ်ပြည်ပနိုင်ငံတွေအခုမဲပေးဖို့တန်ယုံနေဘယ်သူမှမသွားဘူးတန်ယုံပေါင်း46ယုံလောက်ရှိတယ်ဆိုပြီးတော့သိရတယ်ကဘာအနှံ့မှာပေါ့နော်အဲ့လိုမျိုးလှုပ်ထားတဲ့